မြို့ဟောင်းကအဆောက်အဦဟောင်းတစ်ခုမှာညတကောင်ရန်ဓာတ်လေကားပြင်နေတဲ့အင်ဂျင်နီယာလေးမောင်မင်းဟာမတော်တဆအခန်းနံပါတ်404စီးရောက်သွားတယ်ဒီအခန်းဟာတိဆောက်စဉ်ကမပါဝင်ခဲ့တဲ့အခန်းဖြစ်နေတဲ့ဓာတ်လေကားအပြင်ဘက်ကလမ်းညွန်ပြားမှာ404မဖွင့်ရမဝင်ရမကြည့်ရလို့အနီရောင်စော်လုံးတွေနဲ့ရေးထားတာတွေ့ရတယ်ဓာတ်လေကားတကားဟာသူ့အလိုလိုပဲရုတ်တရက်ပွင့်သွားပြီးအတွင်းမှာမီးတီးတွေလျှက်ပြက်ပြက်လင်းနေတဲ့အနံ့ဆိုးတစ်ခုအသားပုံးနဲ့ဆေးရွက်ကြီးနဲ့နန်းလာတဲ့အခန်းတွင်းကနေရံတွေမှာ1980ခုနှစ်ကသတင်းစာတွေဓာတ်ပုံတွေကတ်ထားတယ်။အဲ့ဒီသတင်းစာမှာအမျိုးသမီးတဦးဓာတ်လေကားမှာပျောက်ဆုံးဆိုတဲ့သတင်းကောင်းစီးတွေနဲ့မောင်မင်းရဲ့ဖုန်းကရုတ်တရက်အလိုလျောက်ဝင်လာပြီး1983ခုနှစ်ကဖုန်းခေါ်ဆိုမှုတစ်ခုကိုချိတ်ပေးလိုက်တဲ့ဖုန်းထဲကအမျိုးသမီးတဦးရဲ့အတန်ကကျေးဇူးပြု၍ကဲတင်ပါသူတို့ကကျမကိုဓာတ်လေကားထဲမှာတက်ခဲ့တယ်လို့ညီးတွားတန်ထွက်လာတဲ့ချက်ချင်းပဲဓာတ်လေကားနေရံတွေကနေသွေးတွေစိမ့်ထွက်လာပြီးအခန်းရဲ့အလယ်မှာမျက်နှာဖြူဖြူအနက်ရောင်စပင်ရှည်နဲ့မျိုးသမီးတစ်ယောက်ပေါ်လာတယ်။သူမရဲ့လယ်ဘင်းမှာဓာတ်လေကားကြိုးတွေနဲ့ရစ်ပတ်ထားတယ်။နောက်နေ့မနက်လုံခြုံရေးတွေကဓာတ်လေကားထဲမှာတက်တည်ထားတဲ့မောင်မင်းရဲ့အလောင်းကိုတွေ့ရတယ်။သူ့လယ်ဘင်းမှာဓာတ်လေကားကြိုးတွေရစ်ပြီးလက်ထဲမှာ1983ခုနှစ်ကစတီးကွင်းတစ်ခုကင်ထားတဲ့အဆောက်အဦအုပ်ချုပ်ရေးမှူးကလူတစ်တယောက်ကိုဓာတ်လေကားပြင်ဖို့ခေါ်လိုက်ပါတယ်